အားလုံးပဲမင်္ဂလာပါခင်ဗျာ 3KS YouTube channel ကနေကြိုဆိုလိုက်ပါတယ်မိမိရဲ့တိုင်းပြည်မိမိရဲ့အမြင့်မြေကနာဆေးချောင်းဆိုးဖြစ်လို့ခန္ဓာကိုယ်မှာဒဏ်ရာပါရပွားနေတဲ့ဖြစ်နေတဲ့အချိန်မှာမလွဲတာလို့နိုင်ငံရက်ခြားတိုင်းခြားပြည်ခြားကိုရောက်နေတဲ့ပင်ကြီးချင်းမိတ်ဆွေတို့အတွက်ကြပြလေးတစ်ပုဒ်ရေးဆက်ထားရှိပါတယ်နားဆင်ခံစားပေးပါဦးကြပြလေးရဲ့နာမည်ကတော့ဝမ်းရည်တန်ရောစင်လို့ထားပါတယ်ခင်ဗျာဝမ်းရည်တန်ရောစင်အမိမြေခွာမျိုးမျက်နှာဖြင့်ရှင်မတုံဝက်မျက်ရည်ဆက်တို့စိမ့်သက်ရက်ရွာတိုင်းချားမာလာတထွာဝမ်းရည်ရောက်ခဲ့ပြီအိမ်သူတက်ထားချစ်မယားနဲ့ချစ်သားသမီးဒီခရီးကိုဖေကြီးလျှောက်ရင်မျော်လင့်ခြင်းနဲ့အာတင်ပြုံးရဖုန်းထဲကနေအစင်ပြေကြောင်းညာရတယ်ကိုယ်အိမ်ကိုယ်ရာတန်တပါလေရှင်မာမျိုးသိပ်ဒီလွမ်းစိတ်ကိုလွယ်အိတ်သေးထက်နောက်နဲ့လှဲ့မှငါရဲ့ငုံနဲ့လဲလဲနေပူမရှောင်ညက်အမောင်လေးဒီတောင်ဒီလန်းဘယ်လောက်ကျန်းစီပင်ပန်းနွမ်းလေးအာတင်စေမှုမလွဲတနေ့အောင်ရပြီရှိရှင်ဟုတ်ကဲ့ပါနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ